မင်္ဂလာပါခင်ဗျာကျွန်တော်တို့နေ့စဉ်မိုးလေဝသတရင် podcast ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2026ခုနှစ်ဧပြီလ27ရက်အင်္ဂါနေ့ဖြစ်ပါတယ်အခုတင်ဆက်ပေးမှာကတော့ဒီနေ့ည9နာရီအချိန်မှာမိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်လိုက်တဲ့နောက်ဆုံးရမိုးလေဝသအခြေအနေတွေပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့မိုးရွာနိုင်ခြေရှိတဲ့အခြေအနေလေးကိုအရင်ကြည့်လိုက်ရအောင်ဗျဒီနေ့မှာတော့ကချင်ပြည်နယ်မှာနေရာကျဲစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးရှမ်းပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်နဲ့ကယားပြည်နယ်တို့မှာနေရာကွက်ကြားမိုးထီချုံရွာနေပါတယ်မိုးရရန်ရခိုင်နှုန်းကတော့80ဖြစ်လို့အပြင်သွားစရာရှိရင်ထီးလီတော့ဆောင်သွားဖို့တတိပေးပါစေခင်ဗျာကြံတဲ့တိုင်းနယ်ပြည်နယ်တွေမှာတော့တိမ်အထစ်ထွန်းနေမှာပါဒီအပိုင်းမှာအထူးတတိထားရမှာကတော့မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေပါပဲစကိုင်းတိုင်းအထက်ပိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်နဲ့ကယားပြည်နယ်တို့မှာမိုးတိမ်တောင်တွေဖြစ်ထွန်းနေပါတယ်။အဲ့ဒီမိုးတိမ်တောင်တွေရေလျာရာဒေသတစ်လျှောက်မှာလေပြင်းတိုက်တာမိုးထစ်ချုံတာလျှက်စီလက်တာနဲ့မိုးတိကျွေတာမျိုးတွေဖြစ်နိုင်လို့ကျိုးတင်သတိပြုကြပါအောင်ခင်ဗျာ။အပူချိန်နဲ့ပတ်သက်လို့ကတော့နောက်နေ့ရက်အတွင်းမှာနေပြည်တော်ရန်ကုန်မန္တလေးပဲခူးမကွေးနဲ့စကိုင်းတိုင်းအောက်ပိုင်းဒေသတွေမှာနေ့အပူချိန်တွေတိတိတပတိုးလာနေပါတယ်။ဒါကြောင့်နေပူတဲ့ထွက်ရင်ကျမ်းမာရေးဂရုစိုက်ကြဖို့တိုက်တွန်းပါစေခင်ဗျာရန်ကုန်မန္တလေးနဲ့နေပြည်တော်တို့မှာတော့မနက်ဖြန်အတွက်တိမ်အထင်ပဲရှိနေမှာပါပင်လယ်ပင်ခီးသွားသူတွေအတွက်ကတော့မြမကမ်းရိုးတန်းတစ်ချောင်းနဲ့ကမ်းလွန်ပင်လယ်ပင်မှာလိုင်းအထင်ရှိနေပါမယ်လိုင်းအမြင့်ကတော့4ပေကနေ6ပေလောက်အထိရှိနိုင်တယ်လို့သိရပါတယ်ကဲဒီနေ့အတွက်မိုးလေဝသသတင်းတွေကတော့ဒါပါပဲအခုလိုနေ့စဉ်မိုးလေဝသ update တွေကိုလက်မလွတ်တမ်းသိရအောင်ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့ဦးနော်ဘေးကခေါင်းလောင်းလေးကိုလည်းနှိပ်ထားလိုက်ပါအားလုံးပဲတာယာချမ်းမြေတဲ့ညအချမ်းလေးဖြစ်ပါစေခင်ဗျာ